တခါတော့ကလူသူရောက်ပေါက်နေတဲ့မဟာမြိုင်တောကြီးရဲ့တနေရာမှာရသေးကြီးတစ်ပါးသတင်းသုံးနေထိုင်ခဲ့ပါတယ်။သီလသမารီနဲ့ပြည့်စုံတဲ့ရသေးတစ်ပါးဖြစ်ပြီးလောကီစည်းစိမ်တွေကိုပြပိုင်ဆွတ်လွတ်ထားတာကြောင့်လူတွေနဲ့ဝေးရရက်မှာတရားအထုတ်ကြည်ကြံနေခဲ့တာပါ။ရသေးဆိုတာကယဟန်တော်တွေလိုမျိုးဝီနီးသိက္ခာမဆောင်ထိန်နိုင်တာကြောင့်လူဝေလဲပြီးရသေးဘဝနဲ့တရားအထုတ်ကြည်ကြံနေရခြင်းဖြစ်ပါတယ်။ဒါပေမဲ့ရသေးကြီးကတော့တောထွက်လာတာကြားခဲ့ပြီမို့ဒေဒီနဲ့ဝဲစီကိစ္စကိုပဲပြီးသောတာပန်တယောက်ဖြစ်သွားခဲ့ပါပြီ။ဒေဒီကြီးမှာတော့စုံကုန်းကတ်မဲ့တကားတကားမှလည်းမရှိတာကြောင့်တော်တဲ့တောင်ထဲမှာသေဥသိဖို့တွေကိုသာရှာဖွေစားတောက်နေခဲ့ရတာပါ။ဒေဒီကြီးနေထိုင်ရာကျောင်းသင်္ကန်းပတ်ဝန်းကျင်မှာတော့စမ်းချောင်းလေးတစ်ခုလည်းရှိပါတယ်။အဆိုပါစမ်းချောင်းလေးထဲမှာလှပတဲ့ကြာပန်းတွေများပြားပေါက်နေပြီးရင်းနေသတ္တဝါမျိုးစုံလည်းနေထိုင်ကျဆားခဲ့ပါတယ်။ဒါပြင်လူသူရောက်ပါမရှိတဲ့ဒေသဖြစ်တာကြောင့်ရေပင်တစ်ခုလုံးကလည်းကြည်လင်နေပြီးရေထဲကငါးတွေကိုတောင်မှအတိုင်းသားမြင်နေခဲ့ရပါတယ်။တရက်မှာတော့ရေသေးကြီးဟာတရားမှတ်နေစဉ်တွင်ထူးဆန်းဖွယ်ရာယာတစ်ခုကိုမြင်တွေ့ခဲ့ပါတယ်။တကယ်တော့ရေသေးကြီးဟာနှစ်ပေါင်းများစွာတရားကျင့်ကြံလာသူဖြစ်တာကြောင့်အစွမ်းတကူရှိပြီးလောကကြီးမှာဖြစ်ပျက်နေတဲ့အရာအလုံးကိုသိမြင်သူဖြစ်ပါတယ်။ယခုခါမှလည်းရေသေးကြီးရဲ့တွေးအောင်ထဲမှာသူ့ရဲ့ကျောင်းသင်္ကန်းဘေးမှာရှိတဲ့ဆန်းချောင်းထဲမှာထူးဆန်းတဲ့ယာတစ်ခုကိုမြင်တွေ့ခဲ့ရပါတယ်။အဲဒါကြောင့်ရေသေးကြီးဟာတရားထိုင်နေရာကနေမျက်လုံးနှလုံးကိုဖွင့်ကာခုလိုပြောလိုက်ပါတယ်။အိုးတော်တော်ထူးဆန်းတာပဲ။ငါရဲ့ကျောင်းသင်္ကန်းဘေးမှာရှိတဲ့ဆန်းချောင်းထဲမှာလူစားတယောက်ဖွားမြင်လာခဲ့ပြီပဲ။တရားဝါတွေမှာဥကနေမွေးဖွားခြင်းမိခင်ဝမ်းကနေမွေးဖွားခြင်းအညှိတွေမိပြူးကနေမွေးဖွားလာခြင်းဩပပါတိကဆိုတဲ့ကိုတင်ရှားဖြစ်ပေါ်လာခြင်း၄မျိုးရှိတယ်လို့မြတ်စွာဘုရားကိုယ်တိုင်ဟောထားတယ်။ဒီလိုမျိုးအမိပြူးကညှိတွေကနေမွေးဖွားလာတဲ့လူကိုတော့ငါတသက်နဲ့တကူခုမှပဲမြင်ဘူးတော့တယ်။တော်တော်ထူးဆန်းတာပဲငါကိုယ်တိုင်အဆိုပါကလေးလေးကိုသွားပြီးတော့ကဲတင်ရမယ်ဒီလိုနဲ့ရသေးကြီးဟာတန်တေတစားလို့ခေါ်တဲ့မိခင်ဝမ်းကနေမွေးဖွားလာတာမဟုတ်တဲ့ကလေးငယ်ကိုကဲတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲဒီနောက်မှာတော့ရသေးကြီးဟာတရားမှတ်နေတာကိုဖြုတ်ပြီးစမ်းချောင်းစီကိုမျက်စုံရအောင်သွားပါတော့တယ်ငါမြန်မြန်သွားမှဖြစ်မယ်မဟုတ်ရင်ဒီကလေးလေးဒုက္ခရောက်နေပါအောင်မယ်တော်တဲ့ကသားရဲ့လိမ့်ဆန်နေပေါ်ပါပြီနဲ့နောက်ဆုံးမှာတော့ရသေးကြီးဟာစမ်းချောင်းစီကိုရောက်လာပြီးကြာပန်းနေကြားထဲမှာရှာဖွေခဲ့ပါတယ်။အမှန်တကယ်ပဲရသေးကြီးထင်ထားတဲ့အတိုင်းကြာပန်းကြီးကြီးပွင့်နေတဲ့ပေါ်မှာလူတစ်ယောက်ရဲ့လက်မတော်တော်ရှိတဲ့မင်းကလေးငယ်ကိုမြင်လိုက်ရပါတယ်။အဆိုပါမင်းကလေးဟာကြာပန်းတွေကနေထူးထူးခြားခြားမွေးဖွားလာတာဖြစ်ပြီးအတန်ကြာသနာပါစီရုပ်မြင်ချစ်ခင်ပါစီဆိုတဲ့အတိုင်းချစ်စရာကောင်းတဲ့ကလေးလေးဖြစ်နေခဲ့တာပါ။ဒီလိုနဲ့ရသေးကြီးဟာတော်ရဲတောင်ထဲမှာမိမမရှိပဲဒုက္ခရောက်တော့မဲ့အန္တရာယ်ကိုကြုံမြင်လာကြောင်းကလေးငယ်ကိုမွေးစားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒီကလေးငယ်ကဂျာပန်တွေကနေမွေးဖွားလာတာပဲဒါပေမဲ့ဒီတော့ထဲမှာသူ့တောက်ထက်ရှင်သန်ရဖို့မလွယ်ဘူးဒီကလေးလေးကိုငါကိုယ်တိုင်ပဲမွေးစားလိုက်တော့မယ်ငါမှမမွေးစားရင်ဒီကလေးလေးဒုက္ခရောက်မှာအတန်တစ်ချောင်းကဲကောင်းပါတယ်လေအဲဒီနောက်မှာတော့ရသေးကြီးဟာဂျာပန်ကိုခွေးယူလိုက်ပြီးကလေးငယ်နဲ့တူယူဆောင်လာခဲ့ပါတယ်ဂျာပန်တွေကမင်းကလေးကတော့ရသေးကြီးကိုသာစိုက်ကြည့်ရင်ဂျာပန်ဘော်ကနေလိုက်လာခဲ့ပါတယ်အဲဒီနေ့ကစလို့ရသေးကြီးဟာအဆိုပါဂျာပန်တွေကမင်းကလေးငယ်ကိုမွေးစားခဲ့ပြီးတောထဲမှာပဲကျွေးမွေးပြုစုစောင့်ရှောက်ပါတော့တယ်ဒီလိုနဲ့နှစ်နှဲငယ်ကြာမြင့်လာတဲ့အချိန်မှာတော့ဂျာပန်တွေကကလေးငယ်ဟာအရွယ်ရောက်လာခဲ့ပါတယ်ရသေးကြီးဟာအဆိုပါမင်းကလေးငယ်ကိုမိမိရေသေးပမာရေးတကြီးကြီးနဲ့ကျွေးမွေးစောင့်ရှောက်နေခဲ့တာပါမင်းကလေးငယ်ရဲ့နာမည်ကိုလည်းကြာပြူးလို့အမည်ပေးခဲ့ပါတယ်ဒီလိုနဲ့နှစ်ကလာတွေကြမ်းကြောင်းလာခဲ့ပြီးကြာပြူလေးဟာပြိုပေါ်ဝင်စားရွယ်ကိုရောက်ရှိလာခဲ့ပါတော့တယ်။ရွယ်ရောက်လာတဲ့ကြာပြူဟာနာမည်နဲ့လိုက်အောင်ဖြူဖေးဝင်းပပြီးရုပ်ရည်ချောမောလှပသူပါ။ခန္ဓာကိုယ်ချိုးစစ်ကလည်းကောင်းမွန်သလိုရသေးကြီးပေါ်မှာလည်းလိမ္မာကြီးရရှိသူဖြစ်ပါတယ်။သူမဟာနေ့စဉ်နေ့တိုင်းမွေးစားဖခင်ရသေးကြီးအတွက်ပန်းမှန်နေဆက်သားလေးရှိပါတယ်။အဖေဒီမှာပါ။သမီးဖေကိုဆက်ဖို့ပန်းတွေခူးလာတယ်။ဒါတွေကိုသမီးကိုယ်တိုင်တောထဲမှာလှည့်ခူးလာခဲ့ရတာ။သမီးစူးတောင်စူးခဲ့သေးတယ်။ဟေးသမီးလေးအဲ့လိုမလုပ်ပါနဲ့ကွယ်အဖေကအဲ့ဒါလေးမလိုပါဘူးနောက်ခါမသွားပါနဲ့လားကွယ်ရပါတယ်သမီးကဒီရောထဲမှာနေလာတာကြာပြီပဲသမီးကိုစိတ်မူပါနဲ့နေတော့နေတာပေါ့သမီးရဲ့ဒါမဲ့ကိုယ်သတိမထားမိတဲ့အန်နေတွေဆိုတာရှိတယ်ကွယ်ဒီတော့ထဲမှာသားလေးဆန်တွေကပေါ်တယ်တခုခုဆိုမလွယ်ဘူးသမီးရေဟုတ်ကဲ့ပါဖေသမီးကိုစိတ်မူပါနဲ့အေးသမီးလေးဖေကမသွားခိုင်းတာမဟုတ်ပါဘူးကွယ်သွားမယ်ဆိုသတိဝိရိယထားပြီးသွားဖို့ပြောတာပါ
တကယ်တော့ဒီတော့ကြီးကလူသူရောက်ပါမရှိဘူးကွငါသမီးလေးအန်နေနဲ့ကြုံလာရင်ငါသမီးကိုကယ်တင်မဲ့သူကမရှိဘူးအသွားမတော်တလန့်အစားမတော်တလုံးတဲ့သွားနေတဲ့ခြေလန်းတလန့်နဲ့ကြားထဲမှာတက်ပြောက်သွားနိုင်တယ်ဆိုတာငါသမီးစိုးစဲမြဲမြဲမှတ်ထားရမယ်နော်ဟုတ်ကဲ့ပါဖေသမီးဖေစကားကမျိုးဝဲမကြားနားထောင်ပါမယ်ဒါပေမဲ့သမီးကတော့အဖေတို့နေတိုင်းပန်းတွေကိုသွားခုပေးရမှာပဲသမီးအတွက်ဘာမှစိတ်မပူပါနဲ့သမီးလည်းဒီတော့ထဲမှာနေလာကြပြီပဲဒီလိုနဲ့ကြာပြူလေးဟာမွေးစားဖခင်ရေသေးကြီးနဲ့အတူတော်ရဲတောင်ထဲမှာနှစ်ပေါင်းများစွာနေထိုင်ခဲ့ပါတယ်တရက်မှာတော့ကြာပြူဟာစိတ်ပြက်အားငယ်စွာနဲ့ညှိုးနှွမ်းနေခဲ့ပါတယ်သမီးငယ်ဖြစ်သူညှို့ဝှေ့နေတာကိုရေသေးကြီးမြင်သွားတဲ့အခါမှာတော့ရေသေးကြီးဟာသမီးလေးရဲ့စိတ်ချနေကိုသိသွားပါတော့တယ်တကယ်တော့ကြာပြူဟာတော်ရဲတောင်ထဲမှာဖော်တရားမှမရှိတာကြောင့်နေ့စဉ်နေ့တိုင်းထိကျန်နေခဲ့ရတာပါအဲဒါကြောင့်သမီးလေးတွေရေသေးကြီးကတခုခုကိုစီစဉ်ပေးဖို့ကြံစီပါတော့တယ်ငါသမီးလေးကအဖေမရှိလို့ညှိုးနှွမ်းနေတာပါလားအေးလေဟုတ်မှာပဲငါသာတရားချင်းချင်းလို့လူတွေနဲ့ဝေးရရက်ကိုရောက်လာခဲ့တာသူကပိုးထုစဉ်လူသားတယောက်ပဲလေသူလည်းဖော်လေးတော့လိုချင်ရှာမှာပဲဒီတိုင်းကတော့မဖြစ်သေးဘူးငါသမီးလေးတွေဖော်ရအောင်လုပ်ပေးရမယ်ငါသူ့ကိုပေါ်ထဲလှူခိုင်းရမယ်အဲ့ဒီဘွားကိုဆူတောင်းပြီးငါသမီးလေးတွေကစားစရာအဖို့ကိုဖန်တီးပေးရမယ်နောက်နေ့တရက်မှာတော့ရေသေးကြီးဟာသမီးဖြစ်သူကြာပြူကိုခေါ်ပြီးကြာနဲ့ပြုတ်လုပ်ထားတဲ့ပေါ်ထဲကိုလှူဒန်းစေခဲ့ပါတယ်။ကြာပြူလေးကတော့ဖခင်ရေသေးကြီးရဲ့ကြံစီတွေကိုမသိခဲ့ပါဘူး။သမီးလေးဖော်မရှိလို့ပြင်းနေတာကိုဖေးသိတယ်။ငါသမီးနေတိုင်းစိတ်နှလုံးညှို့ခွေနေတာကစားစရာဖော်မရှိလို့မလား။ဒါမှမဟုတ်ပါနဲ့ဒီနေ့ကစပြီးငါသမီးလေးကစားဖို့အဖော်တယောက်ဖန်ဆင်းပေးမယ်။အခုဒီနားကစမ်းချောင်းလေးတွေကကြာပန်းတွေကိုခူးပြီးပေါ်ထဲလှူဒန်းမှာခမီးတော့အဲ့ဒီကြောက်ပွားနဲ့ဖန်ဆင်းပေးမယ်။ဟုတ်ကဲ့ပါခမီးတော့သမီးကိုခုလိုလုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုနဲ့ကြာပြူဟာဖခင်ရေသေးကြီးမှားကြားတဲ့အတိုင်းစံချောင်းထဲကကြားရည်နဲ့ပေါ်ဝါတစ်ထည်ပြုတ်လို့လှူဒန်းဖို့ပြင်ဆင်มาတော့တယ်အဖေပြောပုံရဆိုငါပေါ်ဝါတစ်ထည်ကိုလှူဒန်းပြီးကစားစရာဖော်ရမယ်ဆိုတဲ့သဘောလားငါတက်တက်လုံးဖေးတစ်ခါမှမလင်ဘူးပါဘူးသူတကယ်ပြောနေတာလည်းဖြစ်မှာပါငါကြာပန်းတွေကိုတွားခုလိုက်အောင်မယ်ကြာပြူဟာရေသေးကြီးရဲ့စကားတွေကိုမယုံတော့ယုံတော့ဖြစ်နေခဲ့ပေမဲ့နောက်နေ့တရက်မှာပဲကြာနဲ့ပြုတ်လုပ်ထားတဲ့ပေါ်ဝါတစ်ထည်ကိုလှူဒန်းခဲ့ပါတယ်အဲ့နောက်မှာတော့ရေသေးကြီးဟာကြာပြူကိုခုလိုပြန်ပြောလိုက်ပါတယ်တာဓုပါကွယ်ခုလိုလှူဒန်းတဲ့အတွက်တပွားလုံးချွေရန်သိမ်းပေးနဲ့နေရပါစေကဲအခုအဖေပြောထားတဲ့အတိုင်းသမီးလေးနဲ့စော်ကစားဖို့အဖော်တယောက်ဖန်တီးပေးမယ်ဒီနေ့အစပြီးငါသမီးတယောက်တည်းမဟုတ်တော့ဘူးအဖေကိုယုံကြည်ပေးပါဟုတ်ကဲ့ပါသမီးဖေကိုယုံကြည်ပါတယ်အဖေကသမီးတက်လို့လိမ်မမလိမ်ဘူးတာပဲအဖေကသီလသမารီနဲ့ပြည့်စုံတဲ့ရည်ရည်တစ်ပါးပါသမီးဖေကိုပြေးပွားယုံကြည်တယ်သမီးတို့ခုလိုဖန်ဆင်းပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီလိုနဲ့ရည်သေးကြီးကသမီးဖြစ်သူအတွက်ကစားစရာဖော်ရအောင်ဖန်တီးပေးပါတော့တယ်သူဟာကြာဘွားကိုရှေ့မှာထားပြီးတရားထိုင်နေတဲ့ပုံစံနဲ့ပါဇက်ကလည်းဂါရာတွေတစ်ဖက်ဖက်ရေုပ်နေခဲ့ပါတယ်ရည်သေးကြီးရဲ့ဂါရာဆုံးမှာပဲအဆိုပါဘွားလေးဟာလင်းအောင်တွေထွက်ပေါ်လာခဲ့ပြီးသက်ရှိကြောင်တစ်ကောင်ဖြစ်သွားပါတော့တယ်အဲ့ဒီကြောင်လေးဟာရည်သေးကြီးရဲ့တကိုးတွေကြောင့်ပေါ်လာတာဖြစ်ပြီးလူလေးနဲ့လည်းစကားပြန်လှန်ပြောနိုင်ပါတယ်။နောက်နေ့တရက်မှာတော့ရည်သေးကြီးဟာသမီးဖြစ်သူကိုခေါ်ပြီးသူဖန်ဆင်းထားတဲ့ကြောင်လေးကိုပေးလိုက်ပါတယ်။ဒီတော့မှကြာပြူတောင်လေဖခင်ရည်သေးကြီးအမှန်တွေပြောနေတယ်ဆိုတာကိုအပြေးအဝယုံကြည်သွားပါတော့တယ်။အဲဒီနောက်မှာတော့ရည်သေးကြီးဟာသမီးဖြစ်သူကိုခုလိုပြန်ပြောလိုက်ပါတယ်။သမီးဒါကသမီးနဲ့စော်ကစားဖို့အတွက်အဖေကိုယ်တိုင်ဖန်ဆင်းပေးထားတာ။ तू ကတော့ကြောင်အောင်ကွ။အမြင့်နေပါတွေကိုလည်းခုံမြန်ကြော်လွှားနိုင်တယ်။သမီးလေးနဲ့ဆော့ဖို့အတွက်အသိတော်ဆုံးပဲ။ပြီးတော့ तू ကလူစကားလည်းပြောနိုင်တယ်ကွ။ငါသမီးကြိုက်ရလား။ဟုတ်ကဲ့ပါ။သမီးကြိုက်ပါတယ်။အဖေခုလိုဖန်တီးပေးတဲ့အတွက်အဖေကိုကျေးဇူးတင်ပါတယ်။အမကျမဘိုင်းရမ်းစားနေပြီ။ကျမအစားလေးပါလေးနည်းလောက်ကျွေးပါလား။အမကျေးဇူးဒီသက်မမေ့ပါဘူး။အေးပါကွယ်မင်းကိုစားကျွေးမှာပေါ့စိတ်ချပါ။ဟုတ်ကဲ့ပါအမကျေးဇူးတင်ပါတယ်။ကျမစားပြီးမနဲ့တူတူဆော့မယ်လေ။ဟုတ်ပါပြီကွယ်တစ်သက်လုံးမနဲ့တူတူနေသွားရမယ်နော်။ဒီလိုနဲ့ကြာပြူလဲသူနဲ့တူနေထိုင်ဖို့ကြောင်လေးတစ်ကောင်ရသွားခဲ့ပါတယ်။အဲဒီနေ့ကစလို့ကြာပြူဟာဖခင်ရည်ကြီးပေးထားတဲ့ကြောင်လေးနဲ့တူတောထဲမှာပဲနေထိုင်လာခဲ့ပါတယ်။နောက်တော့နှစ်နှဲငယ်ကြာလာတဲ့အခါမှာတော့ကြောင်ပေါလေးဟာရွယ်ရောက်ရှိလို့လာခဲ့ပါပြီ။သူတို့ဟာတောထဲတောင်ထဲမှာစော်ကစားနေထိုင်လာကြရင်တအုပ်ပေါ်တအုပ်တန်ဟောစင်တွေတွေ့တာလာခဲ့ပါတယ်။သုံးအောင်ချက်ကြောင်မလေးဖြစ်တာကြောင့်မယောင်စုံလို့အမည်ပေးခဲ့ပါတယ်။မယောင်စုံဟာသခင်ပေါ်မှာသိရသလိုသခင်ရဲ့စိတ်နေစိတ်ထားတွေလိုက်ထူပါနားလေတာကြောင့်
ကြာပြူရဲ့ကူးဆက်ခြင်းကိုလည်းခံခဲ့ရပါတယ်။ကြာပြူကလည်းမဲအောင်စုံစားခြင်းသမျှသီးနှံတွေကိုကိုယ်တိုင်ကိုယ်ကျခူးပေးလေရှိပြီးတနေကုန်တနေကန်တောထဲမှာလှည့်ပတ်ဆောကစားပြီးညနေနေဆောင်မှကျောင်းသင်ခန်းကိုပြန်လာလေးရှိပါတယ်။မဲအောင်စုံရေးငါတို့အိမ်ကိုပြန်ကြရအောင်တော့နောက်ကျနေအဘရည်သည်ကြီးကငါတို့ကိုစူနေလေဦးမယ်။နောက်နေ့မှထိုက်လေကြတာပေါ့ဒီနေ့ငါနဲ့လေရတာပြောရလားဒီလိုနဲ့ຫນွေမိုးဆောင်နေချင်းပြောင်းလဲလာပြီးနှစ်ကလာတွေကြောင်ကြောင်လာတဲ့အခါမှာတော့မဲအောင်စုံလေးဟာကိုဝင်ရှိလာခဲ့ပြီးနောက်ထပ်ကြောင်ပေါက်လေးတစ်ကောင်မွေးဖွားလာခဲ့ပါတယ်။အဆိုပါကြောင်ပေါက်လေးကလည်းမဲအောင်စုံရဲ့အတိုင်းသုံးအောင်ချဲကြောင်ပေါက်လေးဖြစ်နေခဲ့တာပါ။အဲ့ဒီကဆောက်လို့မဲအောင်စုံတို့ကြောင်သားမိဟာကြာပြူရသေးကြီးတို့နဲ့အတူလူသူမရှိတဲ့တောအုပ်ကြီးထဲမှာလာပေါင်းများစွာနေထိုင်လာခဲ့ပါတယ်။အဲ့ဒီချိန်သူတို့တောအုပ်ကြီးရဲ့တစ်ဖက်မှာတော့တာဝဲထိပ်ပြည်ကိုအုပ်စိုးနေတဲ့ဘုရင်ကြီးဟာလက်ရဆွန်လိုကန်တော်ကုန်သွားခဲ့ပြီးသားတော်ကုမာရမင်းသားလေးနတ်တက်ခဲ့ပါတယ်။ကုမာရမင်းသားလေးဟာအသက်22နှစ်အရွယ်နဲ့တိုင်းပြည်ကိုအုပ်ချုပ်ခဲ့ရပေမဲ့တိုင်းပြည်ကိုကောင်းအောင်မအုပ်ချုပ်နိုင်ခဲ့ပါတယ်။အဲဒါကြောင့်တာဝဲထိပ်ပြည်ကြီးဟာအရင်ကတည်းကစီပင်သားရဝါပြောလာခဲ့ပြီးတိုင်းပြည်လုံးကလည်းကုမာရဘုရင်ကြီးကိုယိုသေးလေးစားခဲ့ကြပါတယ်။ဒါပေမဲ့ဘုရင်ကြီးမှာတော့နှိမ့်ရှိတဲ့မင်းသားဘွားကနေဘုရင်ဖြစ်လာတဲ့အထိမိဖုရားတစ်ပါးမှမရှိခဲ့ပါဘူး။ဘုရင်ကြီးရဲ့တွေးရထဲမှာမိမိအုပ်ချုပ်နေတဲ့အတိုင်းပြည်စီပင်သားရဝါပြောဖို့ကပထမဖြစ်ပြီးမင်းကြီးတရား10ပါးနဲ့ကြီးအုပ်ချုပ်နိုင်ဖို့ကဒုတိယဖြစ်ပါတယ်။ဒါ့အပြင်တိုင်းပြည်လုံးမှာရှိတဲ့ဗေမျိုးသမီးကမှဘုရင်ကြီးရဲ့အသက်နှလုံးကိုမဖန်ဆားနိုင်ခဲ့ကြပါဘူး။ငါခုထိငါနဲ့သင်တော်မယ်မိဖုရားကိုရှာလို့မတွေ့သေးဘူး။ခမည်းတော်တရှိထင်ရှားရှိစဉ်တုန်းကသူရှာပေးထားတဲ့ကျင်းအောင်တွေကိုငါလည်းကြိုက်မတွေ့ဘူး။ခုချိန်ထိလည်းငါရဲ့ဘွားလက်တဲ့ဘုံငါမတွေ့သေးပါလားကွာ။ထားပါတော့လေငါတို့တော့ငါရဲ့တိုင်းပြည်တွေကပဲအရေးကြီးတယ်။သိကျင်တဲ့သည်ပွင့်ကျင်တဲ့ပွင့်ဆိုတဲ့အတိုင်းဂျာစားပလင်ထက်မှထိုင်နေတဲ့ဘုရင်ကြီးမှာကျင်ရတော့မရှိတာကြောင့်မူကြီးမှတ်ရတွေကလည်းမနေသားတော့ပဲကျင်ရတော့အမြန်ဆုံးရှာဖွေဖို့တိုက်တွန်းကြပါတော့တယ်။ဒါပေမဲ့ဘုရင်ကြီးကတော့မူကြီးမှတ်ရရဲ့စကားကိုပယ်ချပြီးအမြဲတမ်းတိုင်းရင်ပြည်အကြောင်းတွေကိုမိကစကားလမ်းကြောင်းလွှဲလေရှိပါတယ်။တကယ်တော့ဘုရင်ကြီးဟာမိမိဘဝတည်းကျင်ရတော့ရွေးချယ်ခြင်းချိန်လွန်လာခဲ့ပြီးဘုရင်ဖြစ်လာတဲ့အခါတိုင်းရင်ပြည်ကိုသာဦးစားပေးနေတာကြောင့်ကျင်ရတော့မရွေးချယ်နိုင်ခဲ့ပဲဖြစ်နေခဲ့တာပါ။ယခုခါမှလည်းမူကြီးမှတ်ရတွေကိုစကားလမ်းကြောင်းလွှဲဖို့ခုလိုပြောလိုက်ပါတယ်။မောင်မင်းတို့ရှောက်တင်တာတင်းရော်ပါပြီတဲ့။ဒါမဲ့ငါကိုယ်တော်နဲ့လိုက်ဖက်မဲ့ကျင်ရတော့ခုထိမတွေ့သေးဘူး။ရှင်ဘုရင်ရဲ့ကျင်ရတော့ဆိုတာကရုပ်ရည်တင်းတင်းလည်းရှိရမယ်။တိုင်းရင်ပြည်ကိုလည်းစိတ်ဝင်စားနဲ့လေ့လာနိုင်ရမယ်။ဒါမဲ့ငါကိုယ်တော်တွေးဘူးသမျှမျိုးသမီးတိုင်းကအဲ့ဒီလိုရည်ချင်းမရှိကြဘူးကွ။ထားပါတော့လေ။မနေ့ကခွန်တော်ငွေတွေကိုမဆက်သားကြသေးဘူးလား။ဒီနေ့ခွန်တော်ငွေတွေဘယ်လောက်ထိရကြလဲကွ။ဟုတ်ကဲ့ပါရှင်မင်းကြီးဒီနေ့ညနေမှာခွန်တော်ငွေတွေကိုဆက်သားပါမယ်ရဲဘာတွေအားလုံးကခွန်တော်ငွေတွေကိုဆက်သားနိုင်ပါတယ်ရှင်မင်းကြီးဒီတစ်ခါမှလည်းမင်းနိုင်မြင်မကြီးအနေနဲ့ထုံးစံတိုင်းဘုရင်ကြီးကိုလျှော့ပေးလိုက်ရပါတော့တယ်ညနေပိုင်းမှာတော့နန်းတော်တွေကိုကွန်မန်ဒါတွေရောက်ရှိလာခဲ့ပါတယ်ဘုရင်ကြီးရဲ့စီမံခန့်ခွဲမှုတွေကြောင့်စံရည်စဘာကလည်းပေါ်ကျော်လာပြီးတိုင်းသူပြည်သားတွေကလည်းနှမ်းသက်သာနေထိုင်နိုင်ကြကခွန်တော်တွေကိုလည်းပေးရနိုင်ခဲ့ကြပါတယ်ကွန်မန်ဒါမပေးနိုင်တဲ့စင်းရဲသားမိသားစုဆိုရင်လည်းကွန်မန်ဒါကွင်းလွတ်ခွင့်ပေးရလေရှိပါတယ်။အဆိုပါခွန်ကိစ္စကိုဆောင်ရွက်ရသူမှာတော့ဘုရင်ကြီးရဲ့ခမည်းတော်တက်ရှိတင်ရရှိစဉ်ကတည်းကမင်းနိုင်မင်းမကြီးပဲဖြစ်ပါတယ်။စစ်တီတော်တွေဘယ်ခွန်တစ်တာကိုမှမကြံခဲ့စေနဲ့တော့ဒါတွေပြီးရင်ဘုရင်ကြီးကိုသွားပြီးတော့ဆက်သားလိုက်တော့မယ်။မြဲလေးလောက်ကြဟာရှင်မင်းကြီးအခုတော့တစ်တာတွေကိုကျွန်တော်တို့ဘန်နာတိုက်ထဲကိုထည့်ပြီးပါပြီ။ကိုဘန်နာတွေအများကြီးကြာကြောင်းပါရှင်မင်းကြီးဟုတ်ပါတယ်ရှင်မင်းကြီးခရိုင်လေးခုကဆက်သားတဲ့ခေါ်ပန်နာတွေနဲ့တင်ကိုကချွေငါးပိတ်တာနဲ့ညီမြချောင်းမှာရှင်မင်းကြီးတတိုင်းပြည်လုံးမှာခုမဆက်သားနိုင်တဲ့သူမရှိပါဘူးအရှင်မင်းကြီးရဲ့ဘုံတော်ကံတော်ကြောင့်တတိုင်းပြည်လုံးကအေချမ်းအသာရဝါပြောကြောင်းမှာတိုင်းသူပြည်သားတွေကလည်းအရှင်မင်းကြီးကိုကြည်ညိုလို့ခုံတော်ကိုကြည်ပြူနဲ့ဆက်သားကြပါတယ်ကောင်းလေစွာကောင်းလေစွာအခုလိုစကားမျိုးကြားရတာငါကိုတော့ကျင်းနေအားရမိတယ်တိုင်းသူပြည်သားတွေချမ်းသာမှာအုပ်ချုပ်တဲ့ရှင်မင်းရဲ့တာဝန်ကျေပွန်တာငါကိုတော့တိုင်းငံလှဲ့လှဲ့အောင်မှာပဲဒါမှမိမိရဲ့ပြည်သူတွေဘလို့နေထိုင်ကြလဲဆိုတာကိုသိရမှာမနှက်ဖြတ်မဲ့တိုင်းငံလှဲ့လှဲ့တော်မူမယ်မှန်လားပါရှင်မင်းကြီးအမိန်တော်မြတ်တိုင်းမှာဒီလိုနဲ့ဘုရင်ကြီးဟာတိုင်းငံပြည်ဟာလှဲ့လှဲ့ဖို့စီစဉ်ခဲ့ပါတယ်နောက်နေ့တရက်မှာတော့စစ်သည်ဘိုးဘာတွေနဲ့တူရန်ရွေတော်တွေချမ်းရံပြီးတိုင်းငံလှဲ့လှဲ့ခဲ့ပါတယ်ဒီတိုင်းပြည်လုံးအေဂျင့်တရားသာရှိနေတာကြောင့်ဘုရင်ကြီးဟာတိုင်းမသိအောင်ပျော်ရွှင်သွားခဲ့ပါတယ်အော်မကြီးလျှောက်တင်တာမှန်သားပဲဒီတိုင်းပြည်လုံးကတတရရပဲပြည်သူပြည်သားတွေရဲ့မျက်နှာပေါ်မှာလည်း
ငါကိုတော့ကိုနှစ်သက်ပုံပေါက်တယ်ငါရဲ့ပြည်သူတွေကိုဒါမျိုးမြင်ရတာဝမ်းသာလိုက်တာဒီလိုနဲ့ဘရင်ကြီးဟာတိုင်ငံလှည့်လည်ရင်းတောအုပ်ရဲ့နားကိုရောက်လာခဲ့ပါပြီအဲဒါကြောင့်ဘရင်ကြီးဟာတောအုပ်ထဲကိုဆက်မသွားတော့ပဲနန်းတော်ကိုပြန်ဖို့အမိန့်ပေးခဲ့ပါတယ်ရဲမက်တွေဒါကတောအုပ်ပဲငါတို့တိုင်းပြည်ကနေဆုံးပြီမလားဒါဆိုရင်လည်းရဲကြတော့လေငါကိုတို့နန်းတော်ကိုပြန်ကြမယ်မှန်လားပါရှင်မင်းကြီးအမိန့်တော်မြတ်တိုင်းမှာအိမ်ထဲညမှာပဲဘရင်ကြီးဟာသူ့ရဲ့ခမည်းတော်ကိုသတိရလာခဲ့ပါတယ်ဖခင်ဘရင်ကြီးတက်ရှိတင်ရှားရှိစဉ်ကချိန်တွေကိုလွမ်းစို့တန်းတိုက်နေခဲ့တာပါခမည်းတော်ဘရင်ကြီးရှိစဉ်ကမသေးကိန်းမြည်ရှိရင်လည်းဆိုတဲ့စကားကိုတွေးရင်ကုမာရဘရင်ကြီးဟာဝမ်းနဲ့ကြည့်ကွဲနေခဲ့ပါတယ်အဲ့နောက်မှာတော့ဘရင်ကြီးဟာစိတ်ပြည့်ညှဉ်းညူစွာနဲ့ခုလိုပြောလိုက်ပါတယ်ခမည်းတော်ကြီးကျွန်တော်တောင်းပန်ပါတယ်ဗျာခမည်းတော်ကကျွန်တော်ကိုကမ်းတော်မကုန်ခင်မှာကျင်းရတော်ရှာစေချင်တာဒါပေမဲ့ကျွန်တော်ကဗမေသမီးကိုမှသဘောမကျခဲ့တာခုချိန်ထိပဲကျွန်တော်နဲ့လိုက်ဖက်မဲ့မျိုးသမီးကိုခုချိန်ထိမတွေ့သေးပါဘူးအဖေရဲ့ခြေရာတိုင်းတိုင်းပြည်ကိုတိုးတက်အောင်ဆောင်ရွက်နိုင်ပါတယ်ခမည်းတော်စိတ်ချတော်မူပါကုမာရဘရင်ကြီးဟာအဲ့ဒီလိုတွေးပေါင်းများစွာနဲ့ညစဉ်ညတိုင်းမအိပ်နိုင်မပြောနိုင်ဖြစ်နေခဲ့တာပါနောက်နေ့တရက်မှာတော့ဘရင်ကြီးဟာစိတ်ပြေလက်ပြောင်မဲလိုက်ထွက်ဖို့စီစဉ်ခဲ့ပါတယ်ဘရင်ကြီးဟာမင်းသားဘွားမာတွေကတောကစားထွက်မဲလိုက်ရတာကိုဝါသနာပါသူဖြစ်ပါတယ်ငါကိုတော့တောကစားမထွက်ရတာကြာပြီခမည်းတော်ရှိစဉ်တုန်းကတော့တိုင်းရေးပြည်ဟာကိုခမည်းတော်ကပဲအုပ်ချုပ်ခဲ့တာအဲ့ဒီတုန်းကမဲလိုက်ဖို့ချိန်ရှိသေးတယ်ဒါပေမဲ့ငါကိုတော့ဘရင်ဖြစ်လာခဲ့တဲ့တောကစားမထွက်ရတာကြာပြီဒီနေ့ငါကိုတော့တောကစားထွက်တော်မူမယ်လက်ဘေးစင်မြင်းတွေကိုသိမြင်ထားပါမုံမတက်ခင်တောကစားထွက်တော်မူမယ်မှန်လားပါရှင်မင်းကြီးတောကစားထွက်မယ်ဆိုဟိုတနေ့ကကျွန်တော်တို့ရောက်ခဲ့တဲ့တောထဲကအသင်းတော်ဆုံးမှာအဲ့ဒီတောကြီးထဲမှာကလူသူရောက်ပေါက်နေသလိုတာရဲ့တိရစ္ဆာန်တွေကလည်းပေါ်ပါတယ်ကျွန်တော်မျိုးစီးတော်မြင်းတဲ့သူစောင်းစစ်စီတွေကိုပါပြင်ဆင်ထားလိုက်ပါမယ်ရှင်မင်းကြီးဒီလုံးနဲ့နေမိုးတဲ့ချိန်မှာပဲဘရင်ကြီးဟာစီးတော်မြင်းတဲ့သူတောကစားထွက်လာခဲ့ပါတယ်နောက်တော့ဘာမှတော့လယုံစစ်တီနှစ်ယောက်သာခေါ်လာခဲ့တာပါဘရင်ကြီးကတိုင်းပြည်ကိုအုပ်ချုပ်တဲ့ရှင်မင်းဖြစ်ပေမဲ့တောကစားထွက်ရမှာလောလောလတ်လတ်မဲလဲရတာကိုဝါသနာပါသူဖြစ်ပါတယ်ဒီလုံးနဲ့ဘရင်ကြီးဟာရှာပြူတို့နေထိုင်ရာကျောင်းသင်ခန်းသားကိုရောက်လာခဲ့ပါတယ်ဘရင်ကြီးဟာကြည်လင်နေတဲ့စမ်းချောင်းလေးနဲ့အေးချမ်းသာယာနေတဲ့တောအုပ်ကြီးရဲ့လှကိုကြည့်ရင်အောင်းမင်သက်သွားခဲ့ရပါတယ်အဲဒီနောက်မှာတော့ဘရင်ကြီးဟာသူ့ရဲ့လယုံစစ်တီတွေကိုခုလိုပြောလိုက်ပါတယ်ဒီနေရာကရမ်းသာရတာပဲနော်ငါကိုတော့တယောက်တည်းပတ်ဝန်းကျင်ကိုလှက်ပတ်ကြည့်ရှုလိုက်အောင်မယ်မမင်းတို့ဒီမှာပဲနေခဲ့ပြီးငါကိုတော့ပြန်လာကိုစောင့်နေကြပါငါကိုတော့ပြန်မလာမချင်းဘယ်ကုန်းမှရှောင်မသွားကြနဲ့နော်မှန်လားပါရှင်မင်းကြီးကျွန်တော်တို့ကိုစိတ်မူပါနဲ့အရှင်မင်းကြီးသာစိတ်ချလက်ချသွားပါအဲဒီနောက်မှာတော့ဘရင်ကြီးဟာစံချောင်းလေးတိုင်းလျှောက်လာခဲ့ပါတယ်နန်းတော်ကြီးထဲမှာပဲကြီးပြင်းလာခဲ့ရတဲ့အတွက်ဒီလိုမျိုးအေးချမ်းသာရတဲ့နေရာလေးကိုသဘောကျနှိမ့်သက်နေခဲ့တာပါခဏကြာမှတော့ဘရင်ကြီးဟာဒူးသွားလန်းလေးတစ်ခုကိုတွေ့သွားခဲ့ပါတယ်ဒီလိုမျိုးတော်ကြီးမြတ်မဲထဲမှာဘလို့လူကမြတ်နေတိုင်းသလဲဆိုတာကိုဘရင်ကြီးကသိကျင်စိတ်တွေဖြစ်ပေါ်လာခဲ့ပါတယ်ဟေးငါကဒီတော်ထဲမှာဘယ်သူမှမရှိဘူးထင်ထားတာအေးလေဒီတော်ထဲမှာဘလို့လူကလာနေမှာလဲလူတွေနေတယ်ဆိုရင်လည်းဒါမျိုးတိတ်ဆိတ်နေမှာမဟုတ်ဘူးဒါပေမဲ့လူသွားလန်းရှိတယ်ဆိုတော့လူပဲဖြစ်မှာပါလေငါသိကျင်လိုက်တာငါဒီလန်းတိုင်းလိုက်သွားပြီးစူးစမ်းရမယ်ငါရဲ့စစ်သည်တွေကိုခေါ်ပြီးဒီနေရာကနေစောင့်ခိုင်းလိုက်ပြီးငါလိုက်သွားရမယ်အဲဒီနောက်မှာတော့ဘရင်ကြီးဟာသူ့ရဲ့လယုံစစ်သည်နှစ်ယောက်ကိုခေါ်ပြီးအကျိုးကြောင့်ပြောပြခဲ့ပါတယ်ညနေနေဝင်ကန်နီးမီငါကိုတော့ပြန်လာခဲ့မယ်တကယ်လို့နေဝင်မိုးချုပ်လို့မှပြန်မလာရင်တခြားစစ်သည်တွေကိုပါခေါ်ပြီးငါကိုတော့ကိုလိုက်ရှာကြမှန်လားပါရှင်မင်းကြီးအမိန့်တော်မြတ်တိုင်းမှာအရှင်မင်းကြီးသတိဝရိယနဲ့သွားတော်မူပါဒီတော်တွေကအန်ရများပါတယ်ရှင်မင်းကြီးဒီလိုနဲ့ဘရင်ကြီးကုမာရဟာလူသွားလန်းလေးတိုင်းလျှောက်လာပြီးတောနယ်ထဲကိုဝင်လာပါတော့တယ်ခဏကြာမှတော့သူဟာဒီသေးကြီးရဲ့ကျောင်းစဉ်ကန်းစီကိုရောက်လာပါတော့တယ်အဲ့ဒီခါဘရင်ကြီးကလည်းအံ့ဩတကြီးနဲ့ပါဇက်ကနေခုလိုရေယုံမိခဲ့ပါတယ်အံ့ဩစရာပဲဒီတော်ထဲမှာဒီရင်တစ်လုံးနဲ့ဘယ်လိုများနေထိုင်နေလဲမသိဘူးဒီလိုတော်ကြီးထဲမှာလူနေထိုင်နေလို့ကိုမထင်ထားဘူးကွာငါသွားပြီးတော့ကြည့်ရမယ်အဲဒီနောက်မှာတော့ဘရင်ကြီးဟာဒီသေးကြီးရဲ့ကျောင်းစဉ်ကန်းစီကိုဇိုင်းမမက်လျှောက်လာခဲ့ပါတယ်ဒီလိုမျိုးဝေးလံလာတဲ့တောနယ်ကြီးထဲမှာဘလို့လူကမဲ့နေထိုင်နေလဲဆိုတာကိုဘရင်ကြီးကသိရင်စိတ်တွေပြင်းပြနေခဲ့တာပါအဲ့ဒီချိန်ကျောင်းသင်ခန်းထဲမှာတော့ဒီသေးကြီးနဲ့တူကြာပြူလည်းရှိနေခဲ့ပါတယ်ကြာပြူတယောက်သူတို့နေထိုင်ရာနေရာကိုသစိမ်းတယောက်ရောက်လာခဲ့တာကိုမြင်သွားပါတော့တယ်အဲဒါကြောင့်သူမဟာကြောက်လန့်ပြီးကျောင်းဆောင်တွေကိုဝင်ပြေးသွားပါတော့တယ်
တကယ်တော့ကြာဘူးကသူ့တသက်နဲ့တကူရသေးကြီးကလွဲလို့ဘယ်သူမှမမြင်ဘူးတာကြောင့်သသိန်းတယောက်ကိုမြင်တော့နဲ့တရေတပတ်လို့ထင်ပြီးကြောက်လန့်နေခဲ့တာပါ။အိုးသမီးလေးဘာဖြစ်လို့လဲကွ။ तू ကလူကောင်းတယောက်ပါ။သမီးကိုဘာမှမလုပ်ပါဘူးပြန်ထွက်ခဲ့ပါ။တော်ပြီသမီးမလာချင်ဘူး။အဲ့လူကြီးကိုသမီးကြောက်တယ်။အဖေသူ့ကိုခိုးပဲပြန်လွှတ်လိုက်ပါ။ဒီတော့မှရသေးကြီးလည်းကြာပြူခေါ်နေတာရက်လိုက်ပြီးအဝေးကနေရောက်လာတဲ့သူကိုကဲလိုက်ပါတယ်။ဒီလက်သမားကြီးနဲ့ပြေဆုံးပြီးဇံပိမှန်ရတဲ့ရသေးကြီးဖြစ်တာနဲ့ညီခဏတာကဲလိုက်ရုံနဲ့ပဲကောင်းတော့လာခြင်းဆိုတာကိုသိမြင်ခဲ့ပါတယ်။ကျောင်းဝင်းထဲကိုရောက်တာနဲ့ဘရင်ကြီးဟာလက်အုပ်လေးကိုခြေပြီးရသေးကြီးကိုဖူးမြော်ခဲ့ပါတယ်။ဘရင်ကြီးကလည်းပညာရှိဘရင်ဖြစ်တာကြောင့်အမွှေးမြင်ပင်သိဆိုတဲ့အတိုင်းရသေးကြီးဟာသီလသမားကြီးနဲ့ပြေဆုံးပြီးလူတွေနဲ့ဝေးရရမှာတရားအားထုတ်ကျင့်ကြံနေတဲ့ဆိုတာကိုအလိုလိုသိနေခဲ့တာပေါ့။အဲဒီနောက်မှာတော့ရသေးကြီးဟာသူ့ရဲ့ကျောင်းသင်ခန်းကိုပထမဆုံးရောက်လာတဲ့ဘရင်ကြီးကိုလိုင်းကိစ္စကြောင့်မေးမြန်းခဲ့ပါတယ်။တကားကြီးဘာကိစ္စနဲ့ရောက်လာတာလဲဒီနေရာကလူတွေနဲ့ဝေးပါတယ်လေဘယ်လိုမှရောက်လာတာလဲဒီလိုပါရှင်သေးကျွန်တော်ကတာပွဲထိပ်ပြည်ကိုအုပ်ချုပ်တဲ့ကုမာရာဘုရင်မှာကျွန်တော်မျိုးနန်းတော်ထဲမှာနေရတာညင်းငွေလာလို့တောကစားထွက်လာခဲ့တာပါစံချောင်းသားကိုရောက်တော့လူသားလမ်းလေးကိုမြင်တာနဲ့အဲ့တိုင်လိုက်လာခဲ့တာပါဖေဟာဒီတော့ဒီတောင်ထဲမှာလူတွေနေဖို့ကခက်တယ်လေဘလို့လူကမြန်ဒီတော့ထဲမှာနေလဲဆိုတာကိုသိချင်လို့ပါဒီရောက်တော့မှအရှင်သိဖြစ်နေမှသိတာပါအရှင်ရသိရှိတယ်ဆိုတာကိုလည်းတပည့်တော်ဘယ်သူမှမပြောပါဘူးတပည့်တော်လည်းမကောင်းတဲ့စိတ်မရှိပါဘူးအရှင်ရသေးကလူတွေနဲ့ဝေးရရမှာတရားအထုတ်နေတယ်ဆိုတာကိုတပည့်တော်သိပါတယ်တပည့်တော်နှောက်ယှက်လို့တဲ့ဆန္ဒကြောင့်ရောက်လာတာမဟုတ်ပါဘူးဘုရင်ကြီးကုမာရဟာတောရဲတောင်ထဲမှာလောကီစည်းစိမ်တွေကိုဆွန့်လွတ်ပြီးဗုဒ္ဓရဲ့လမ်းစဉ်တွေနောက်ကိုအေးအေးချမ်းချမ်းနဲ့ကြင်ကြံနေတဲ့ရသေးကြီးကိုဖုံးမြော်လိုက်ရတဲ့အတွက်စိတ်ထဲကနေဝမ်းသာပီတိဖြစ်နေခဲ့တာပါအဲဒီနောက်မှာတော့ရသေးကြီးဟာသူ့စီကိုရောက်လာတဲ့ဘုရင်ကြီးရဲ့စိတ်ချနေနဲ့ကံစားတာကိုဖတ်ရှုလိုက်ပါတယ်အဲဒီချိန်မှာပဲဘုရင်ကြီးဟာအတိတ်ဘဝခုနှစ်ဘဝကတည်းကကြာပြူနဲ့ရည်စက်ပါလာတဲ့သူဖြစ်မှန်းရသေးကြီးသိသွားပါတော့တယ်အဲဒါကြောင့်ရသေးကြီးဟာသမီးဖြစ်သူနဲ့ပေးစားဖို့စီစဉ်มาတော့တယ်ဒီလူငယ်လေးကငါသမီးကြာဘူးနဲ့ရည်စက်ပါလာတဲ့သူပဲသူရဲ့စိတ်ချနေကလည်းတကယ်ကိုလူတော်လူကောင်းတယောက်ပဲငါသမီးလေးနဲ့ရည်စက်ပါလာတယ်ဒီလိုနဲ့ရသေးကြီးဟာသမီးဖြစ်သူကြာပြူကိုထွက်လာဖို့လှမ်းခေါ်လိုက်ပါတယ်ဟေးသမီးလေးကြာပြူဒီလူကသမီးကိုဘာမှမလုပ်ပါဘူးအဖေကိုယုံမကွယ်အခုဆင်းလာခဲ့တော့သမီးလေးရေမွေးစားဖခင်ရသေးကြီးခေါ်လိုက်တော့မှကြာပြူတယောက်လဲယုံကြီးကြီးနဲ့ဆင်းလာခဲ့ပါတယ်အဲ့နောက်မှာတော့ကြာပြူဟာရသေးကြီးရဲ့ဘေးမှာဝင်ထားလိုက်ပြီးတခါမှမမြင်ဘူးတဲ့သသိန်းတယောက်ကိုစူးစမ်းစိုက်ကြည့်နေပါတော့တယ်အရွေးလွန်ပြီးလက်နေတဲ့ဘုရင်ကြီးကလည်းဒီတခါမှတော့ကြာပြူလေးကိုမြင်ချင်းပါပဲသဘောကျနှိမ့်သက်သွားခဲ့ပါတယ်ဘွားဆက်ဆက်ရေဆက်ပါလာခဲ့ကြတဲ့သူတွေမို့ကြာပြူဘက်ကလည်းဘုရင်ကြီးကိုစိတ်ရင်သွားခဲ့ပြီးတယောက်နဲ့တယောက်ချစ်ခင်သွားခဲ့ကြပါတယ်ဒီတော့မှရသေးကြီးလည်းသူတို့နှစ်ယောက်ကိုကြည့်ချင်းနေကိုတီးသွားခဲ့ကခုလိုပြောလိုက်ပါတယ်ကဲအခုမင်းတို့နှစ်ယောက်လုံးငါပြောတာအောင်နားထောင်ကြပါမင်းတို့နှစ်ယောက်ကအတိတ်ဘဝခုနှစ်ဘဝကတည်းကရေဆက်ပါလာခဲ့ကြတာခုဘဝမှာလည်းမင်းတို့ကဖူးစာပဲဘာရဲ့တဲ့ကိုယ်တိုင်မင်းတို့ကိုလက်ထပ်ပေးမယ်တကားကြီးကူမာရဒါကကျွန်တော်ရဲ့မွေးစားသမီးကြာပြူပါသူဟာတင်နဲ့ရေဆက်ပါလာတယ်အတင်သူ့ကိုသဘောကျနှိမ့်သက်တယ်ဆိုရင်ရောင်စုံမတ်ခုနှစ်မျိုးရှာဖွေပါအဲ့ဒီရောင်စုံမတ်ခုနှစ်မျိုးကိုရရင်အတင်ကိုကျွန်တော်သမီးနဲ့လက်ထပ်ထိမ်းမြပေးမယ်အဖေပြောတာတကယ်လားသူကသမီးရဲ့ဘဝလည်းတော့ပေါ့အစ်မှန်လားဟာဟုတ်တာပေါ့သမီးရဲ့ဖေဘယ်တော့မှမလင်ခဲ့ဘူးလို့လေဟုတ်ကဲ့ပါရည်သေးကြီးတပည့်တော်ကြာပြူကိုမြင်မြင်ချင်းမှပဲချစ်မြတ်နိုးပါတယ်တပည့်တော်ကဘယ်မင်းကလေးကိုမှသဘောမကျလို့ဒီပြားမမြောက်ခဲ့တာခုချိန်ထိပါပဲအခုကြာပြူနဲ့တွေ့တော့မှပဲကျွန်တော်သဘောကျနေတဲ့မင်းကလေးနဲ့တွေ့ပါတော့တယ်စိတ်ချပါကျွန်တော်ကြာပြူကိုရဖို့ဘာမဆိုလုပ်ပါမယ်အခုအဲ့ဒီရောင်စုံမတ်ခုနှစ်မျိုးသွားချလိုက်ပါအောင်မယ်ရလာတဲ့ခါကျရင်ရသေးကြီးစီကိုပြန်လာခဲ့ပါမယ်ကောင်းပါပြီတကားကြီးအဝေးမှာသွားပြီးတော့ရှားစားမလို့ပါဘူးဒီတော့ဒီတောင်ထဲမှာနေရောင်စုံမတ်ခုနှစ်ပွင့်ကရှိပါတယ်တကားကြီးရဲ့စစ်စီတွေလည်းပါလာတယ်မလားသူတို့ကကူရှာခိုင်းလိုက်ပါဟုတ်ပါတယ်ဘာရဲ့သည်တပည့်တော်ရဲ့လဲုံစစ်စီနှစ်ယောက်ကိုထားခဲ့ပြီးဒီဟိုတယောက်တည်းထွက်လာခဲ့တာပါသူတို့ကိုဟိုစမ်းချောင်းလေးသားမှာထိုင်ပြီးတော့စောင်းခိုင်းထားတာပါကျွန်တော်ရောင်စုံမတ်ခုနှစ်မျိုးရအောင်ရှာမှာပါရှာလို့ရတဲ့ရင်လည်းဘာရဲ့သည်ကြီးနဲ့ကြာပြူကိုနန်းတော်ကြီးစီကိုတခန်းတန်းနဲ့ဖေးခေါ်ပါမယ်အခုတော့အဲ့ဒီရောင်စုံမတ်ခုနှစ်မျိုးရှာဖွေဖို့သွားလိုက်ပါအောင်မယ်တပည့်တော်ရဲ့ဖူးစားခြင်းစစ်မှန်ကိုသိမြင်ပြီးကိုညင်ပေးတဲ့အတွက်ဒီသေးကြီးကိုကျေးဇူးတင်ပါတယ်ကျေးဇူးတင်ကြမလိုပါဘူးတကားတော့ဘာရဲ့သေးကသမီးတော်လေးကြာပြူနဲ့တင်းတော်တဲ့ဖူးစားပဲပါတဲ့သူကိုရှာတွေးတာကိုပဲဝမ်းသာလာပါပြီအဲ့ဒီရောင်စုံမတ်ခုနှစ်မျိုးကိုတော့တကားကြီးရအောင်ရှားမယ်နော်
ကြိုးစားတဲ့သူတိုင်းအတွက်ဘယ်ရမှမခက်ခဲပါဘူးဟုတ်ကဲ့ပါရှင်ဖေဟာတပည့်တော်ခွင့်ပြုတော်မူပါဦးအဲဒီနောက်မှာတော့ဘုရင်ကြီးကုမာရဟာရသေးကြီးကိုဦးချကြော့ပြီးသူ့ရဲ့စစ်စီတော်တွေနဲ့အတူကြောင်စုံမက်9မျိုးကိုရှာဖွေဖို့စတင်มาတော့တယ်ဒီလိုနဲ့လက်ယုံစစ်သည်2ယောက်စီကိုပြန်လာပြီးရကြီးဝင်မြောင်နဲ့ခုလိုပြောလိုက်ပါတယ်ငါကိုတော်နဲ့တင်းတော်တဲ့မင်းကလေးကိုရှာတွေ့ပြီကွာငါကိုတော်မင်းတို့မှားကြားစရာတွေရှိတယ်နန်းတော်ကိုပြန်ပြီးမင်္ဂလာပွဲကိုပြင်ဆင်ကြမယ်အခုပဲအမြတ်ဆုံးရအောင်ခီးနေကြမယ်ဒါနဲ့ဆန္ဒမင်းကဒီမှာပဲနေခဲ့ပြီးရောင်စုံမက်9မျိုးကိုရှာခဲ့ပြီးမှနန်းတော်ကိုလိုက်လာပေါ့ကွာဗျာဘာပန်းနဲ့မသိဘူးလေအရှင်မင်းကြီးနေပါဦးရောင်စုံမက်9မျိုးကဘာတွေလဲအရှင်မင်းကြီးနောက်နေ့တရက်မှာတော့ဘုရင်ကြီးဟာမင်္ဂလာပွဲအတွက်စီစဉ်ခဲ့ပြီးနန်းတော်ထဲမှာပဲတခဏခဏပြင်ဆင်နေခဲ့ပါတယ်သူ့ရဲ့စစ်သူကြီးကိုလည်းတော်ထဲကကျောင်းသင်ခန်းစီကိုသွားပြီးတာပြူနဲ့ရသေးကြီးကိုတခဏခဏနဲ့ကြိုးစိုးကခေါ်ဆောင်လာခဲ့ဖို့မင်းပေးခဲ့ပါတယ်စစ်သူကြီးအသင်ကိုယ်တိုင်သွားပြီးတော့ကြိုးစိုးပါသူတို့ကိုတေချာခေါ်ဆောင်လာခဲ့နော်ငါကိုတော့ဘာမှအလွဲမှားတွေမဖြစ်စေချင်ဘူးအဲဒီနောက်မှာတော့စစ်စီတော်တွေနဲ့အတူရန်ရွေတော်မျိုးသမီးတွေပါချမ်းရံပြီးကြာပြူလေးနဲ့အတူရသေးကြီးကိုပါတခဏခဏခေါ်ဆောင်လာခဲ့ပါတယ်ကြာပြူကိုလည်းမိဖုရားတယောက်ပေါ်မှာဝေါ်ရင်ပေါ်မှာတင်ပြီးရွှေရန်ဆောက်ရှောက်တွေနဲ့တခဏခဏခေါ်ဆောင်လာခဲ့တာပါဒါအပြင်ရသေးကြီးကိုလည်းမင်းနိုင်မင်းဆရာဖြစ်နေဝေါ်ရင်ပေါ်မှာတင်ကခေါ်ဆောင်လာခဲ့ကြပါတယ်တသက်လုံးလူတွေနဲ့ဝေးရရက်မှာနေထိုင်လာခဲ့တဲ့ရသေးကြီးလည်းသမီးတော်လေးတို့လူတွေနဲ့နေထိုင်ရလောကကြီးစီကိုမလွဲတာမရှောင်သာတော့ပဲလိုက်လာခဲ့ရတာပေါ့ဒီလိုနဲ့ရသေးကြီးဟာရောင်စုံမက်9မျိုးလက်ထဲမှာစုပ်ကန်ပြီးဂါရမန္တန်တွေရွတ်ဆိုကာတသက်လုံးမခွဲမခွာနေထိုင်သွားရဖို့အတွက်ဆူတောင်းပေးခဲ့ရင်မင်္ဂလာပွဲကြီးကိုကျင်းပပေးခဲ့ပါတယ်ဒီလိုနဲ့ကြာပြူနဲ့ဘုရင်ကြီးကုမာရတို့ဟာအကျဉ်လင်မယားတွေဖြစ်သွားကြပြီးကြာပြူတယောက်လည်းမိဖုရားဖြစ်သွားခဲ့ပါတယ်ရသေးကြီးကတော့တရားဘာဝနာကိုပဲစူးစမ်းအားထုတ်ချင်တာကြောင့်သူ့ရဲ့ကျောင်းသင်ခန်းလေးစီကိုပဲပြန်သွားခဲ့ပြီးတသက်လုံးနေထိုင်သွားခဲ့ပါတယ်ရောင်တော်စတုံးပါဆိုတဲ့အတိုင်းမိဖုရားဖြစ်သွားတဲ့ကြာပြူလည်းဖခင်ရသေးကြီးကိုနှုတ်ဆက်ကာနန်းတော်ကြီးစီကိုလိုက်သွားခဲ့ပါတယ်အဲ့ဒီနေ့ကစလို့ကြာပြူတယောက်ဘုရင်ကြီးကုမာရနဲ့အတူနန်းတော်ထဲမှာပဲတသက်လုံးပျော်ပျော်ရွှင်ရွှင်နေထိုင်သွားခဲ့ပါတယ်ရသေးကြီးကတော့တောထဲကကျောင်းသင်ခန်းလေးမှာပဲတယောက်တည်းနေထိုင်ရင်းအချိန်တန်လာတဲ့အခါခန္ဓာ၅ပါးပြီးတိုင်းချုပ်ငိမ့်သွားခဲ့ပြီးမဟာပရိနိဗ္ဗာန်ဆံသွားပါတော့တယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးလို့သွားခဲ့ဖြစ်ပါတယ်ပုံမြင်လေးကိုကြိုက်နေတတ်တဲ့ဆိုရင် like လေးပေးပြီး channel လေးကို subscribe လုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ရပါတယ်